မင်္ဂလာပါတရုတ်စကားပြောအခြေခံကိုကအခုမှစလေ့လာနေတာဆိုရင်အခုဒီမှာရေးထားတဲ့ဝါကျပုံစံလေးကိုများပွားသုံးကြည့်ပါအဲ့တော့ဒီမှာစထားတယ်我真的ဆိုတာဒီတကယ်ကိုပဲကြွယ်တဲ့ထင်နေတဲ့အဲ့ဒီနောက်ကနေကိုကမြန်မာလိုရေးထားတာလေးတွေကိုဆက်ဖြည့်မယ်နော်我真的觉得သူမင်းကိုသဘောကျနေရလို့တကယ်ထင်နေတဲ့ဒါဆိုရင်他သူသဘောကျတယ်ဆိုတော့喜欢ကိုသုံးလိုက်မယ်နော်他喜欢你我真的觉得他喜欢你ကြားမယ်နော်ဒီနေ့နည်းနည်းပင်ပန်းတယ်လို့ခံစားနေရတယ်ဒီနေ့နည်းနည်းပင်ပန်းတယ်လို့တကယ်ကိုထင်တယ်ဒါမျိုးလေးရေးမယ်ဆိုရင်今天ဒီနေ့有点累ကပင်ပန်းတာကိုပြောတာနောက်တစ်ခုလေးဆိုရင်ဒီရောင်ကမင်းနဲ့ပို့လိုက်တယ်ဒီเจ้าရလေးပြောမယ်ဆိုရင်这个颜色ဒီအရောင်ကိုပြောတာเนาะ这个颜色ဒီအရောင်ကမင်းနဲ့ပို့လိုက်တယ်ဆိုတော့更适合你适合你ဆိုရင်မင်းနဲ့လိုက်တယ်လို့ပြောတာပို့လိုက်တယ်ဆိုတော့更အသုံးလေးထည့်လိုက်တာเนาะ我真的觉得这个颜色更适合你ရမယ်နော်နောက်တစ်ခုလေးဆိုရင်我真的觉得နဲ့စထားတယ်နောက်ကရေးရမှာကမင်းစမ်းကြည့်တဲ့တယ်ဒါမျိုးလေးဆက်ဖြစ်မယ်ဆိုရင်你စမ်းကြည့်တဲ့တယ်ဆိုတော့အဲ့ဒီတဲ့တယ်ဆိုတဲ့အခြေအနေလေးဒီ应该နဲ့လာလိုက်မယ်你应该试试是ဆိုတာဒီကျမတို့စမ်းသက်ကြည့်တာကိုပြောတာ是ဆိုပြီးတော့မှနှစ်ခါပွားပြီးတော့သုံးလဲရတယ်ရမယ်နော်โอเคနောက်တစ်ခုလေးကြည့်ရအောင်ဒီကိစ္စကမင်းအထင်လွဲနေတာလို့ငါတကယ်ပဲထင်တယ်တဲ့ဒါဆိုရေးမယ်我真的觉得ဒီကိစ္စဆိုတော့这件事ဒီကိစ္စက你အထင်လွဲတာဒီ误会လို့သုံးတာ你误会了ရမယ်နော်